CI ဖြေထားတဲ့သူတွေမှန်းချက်တဲ့ network လုံးဝမကဘူးကိုဖြေထားတဲ့ result နဲ့ container result တွေကလုံးဝကွဲနေရဆိုရင် post result service တင်သင့်ပါတယ်ဆရာအဲ့ဒါကိုကျောင်း page မှာတော့ဆရာ video တခုတင်ပေးထားရပါတော့ဆိုတော့အဲ့အရင်ဆုံးသွားကြည့်လိုက်ဒီမှာဆရာဘယ်လိုလုပ်ရမလဲဆိုတဲ့ဟာလေးသိစိတ်လေးချိန်ပြပြပေးမယ် part နှစ်ခုခွဲပြီးဆရာပြပြပေးရမယ်ပေါ့နော်ကိုကို portal တွေကိုဝင်လိုက်မယ်ဆိုရင်ဒီလိုမျိုးလေးပေါ်နေပြီကွာသိလားဒီမှာဆို post result service တင်လို့ရနေဆိုတော့ you can now apply for post result service for the following exam series CI major 2026 exam summer 2026အဲ့ဆိုရင်ကိုကpost result service apply လုပ်တဲ့နေရာလေးကိုဒီနားလေးကိုနှိပ်လိုက်ပေါ့နော်။ဒီမှာ share ရတဲ့မှာ create request ဆိုတာလေးရှိတယ်။ create request ကိုနှိပ်လိုက်။အဲ့တော့ post result မလျှောက်ခင်မှာကိုသတိထားမယ့်အချက်တွေရှိတယ်။လျှောက်လိုက်လို့အမှတ်ကမူလအမှတ်အတိုင်းကိုမပြောင်းလဲသွားတာမျိုးလည်းဖြစ်နိုင်တယ်။ပိုနည်းသွားတာမျိုးလည်းဖြစ်နိုင်တယ်လို့ပိုများသွားတာမျိုးလည်းဖြစ်နိုင်တယ်။အဲ့တော့ကို section ကိုရွေးပြီးွားရင်ကို candidate number ကိုရွေးပြီးွားရင်ကိုဘယ် service ရွေးချင်လဲဆိုတာကိုဒီမှာတစ်ချက်ပြန်ရွေးပေါ့နော်အဲ့တော့ဘယ် service တွေကဘယ်ဟာလဲဆိုတာကိုလည်းဆရာအသေးစိတ်တစ်ချက်ပြန်ပြောပေးမယ်ဟိုတချို့အဲ့ဆရာအရင်နှစ်ကလည်းဗီဒီယိုတစ်ခုလုပ်ပေးထားရပေါ့နော်တချို့သိကြတဲ့သူလည်းအဲ့ဒါကိုပြန်ကြည့်လိုက်မဟုတ်ဆိုဆရာအဲ့ဒါကို part 2ထဲမှာဆရာတင်ပေးမယ်ဒီလိုကို type တစ်ခုရွေးပြီးွားရဆိုရင်ကိုကဘယ်ဘာသာပြန်စစ်စီချင်လဲဆိုတာကိုရွေးရမယ်ဆရာဒီမှာ example တစ်ခုပြမယ်ပေါ့နော်ပြီးွားရင်ဘယ် component လဲပေါ့ဆရာတို့က paper 1လား paper 2လားပေါ့ထားရပါတော့ဆရာနှစ်ခုလုံးပြန်စစ်စစ်ချင်တယ်ဆိုကြားတဲ့ဈေးလေးကဒီမှာဘယ်လောက်ကျလဲဆိုတာကိုသူပြောပါလိမ့်မယ်ဈေးကခုနကပြောဆိုပဲကိုဘယ်ဟာနဲ့စစ်တဲ့အပေါ်မှာဆိုတာပေါ်မူတည်ရဲအဲ့တော့ဆရာအဲ့ဒါလေးအသေးစိတ်ဗီဒီယို part 2မှာဆရာပြပြပေးပါမယ်